Champion League ပြီးရင်ကြီးကတော့เนาะ Arsenal ကိုအိမ်ကွင်းအဝေးကွင်းနှစ်ကြောစလုံး show မီတော့ Champion League ပြိုင်ပွဲကနေထွက်ခွာလိုက်ရပြီးမနေ့ကတော့ကစားခဲ့တဲ့ quarter final ဒုတိယကြော့ဘာနီဗျူးကွင်းပွဲမှာလည်း Real တို့ Arsenal ကိုအသာစီးရအောင်မကစားနိုင်ခဲ့ဘူးပြောရမယ်ဆိုရင်တော့ဘောလုံးကံမီဖိထားတာတော့မှန်တယ်ဒါပေမဲ့ထိရောက်တဲ့အခွင့်အရေးဖန်တီးမှုတွေကလုံးဝမရှိခဲ့ဘူးအမြင်မောကောင်းတဲ့ Arsenal ကိုဒီ Mbappe Vinicius Rodrigo တို့ရှိနေတဲ့တိုက်စစ်နဲ့အမြင်မောပြန်ကစားတဲ့နီးစနစ်ကလည်းတော်တော်လေးကိုနားလည်ရခက်တယ်ပေါ့နော်ဒီအကြောင်းကိုလည်း Real ကိုသမား Cordois ကိုတိုင်းပွဲပြီးတဲ့အချိန်မှာ interview မှာသူပြောသွားခဲ့တယ်ဒီကပြဿနာ Ancelotti ဖြစ်နေတဲ့ပုံစံပဲပေါ့နော်ဆိုတော့ဒီလိုမျိုးတွေဖြစ်ခဲ့တဲ့နောက်တော့ Real တို့ Arsenal ကိုအင်္ဂလိပ်မှာထပ်ရှုံးတာကလည်းအထူးဆန်းတော့မဟုတ်ဘူးမနေ့ကတော့ဆိုလို့ရှိရင်ပွဲစအစောပိုင်းနဲ့က Arsenal တို့ penalty ရခဲ့တယ်ဒီ penalty မှာဆိုလို့ရှိရင်လည်း VAR ကပြန်ပြီးတော့အကြောင်းကြားခဲ့တဲ့ပုံစံပြန်ကြည့်ခဲ့တဲ့ပုံစံကလည်းဝေဖန်စရာရှိခဲ့တယ်တကယ်ဆိုလို့ရှိရင် penalty ကမပေးသင့်တာတော့မဟုတ်ပေးလို့ရတဲ့အနေအထားမျိုးဒါပေမဲ့အဲ့ဒီအနေအထားကနေ Real ကလေ Arsenal ကိုပေါက်ကိုရောက်ပြီးတော့အခါမှာ Arsenal ကိုပေါက်ကနေဘောလုံးက Real ကိုပေါက်ကိုပြန်ရောက်လာပြီးတဲ့အချိန်မှာ Real ဘက်ကပွဲပြန်ဆောက်ဖို့လုပ်တဲ့အချိန်မှာ VAR ကခွင့်တဲ့တိုင်ကိုအကြောင်းကြားတယ်ဆိုတော့အဲ့ဒီအချိန်မှာပြန်ကြည့်တယ်ပြန်ကြည့်တော့ penalty ပေးတယ်ဒါပေမဲ့ဒီ penalty ကိုစာကောင်ဝင်အောင်မကန်နိုင်ခဲ့ဘူးတစ်ဖက်မှာလည်းကျွန်တော်တို့ Mbappe penalty ပြန်ရခဲ့ပေမဲ့ဒီဖြစ်ရမှာသူလူကြုံနေခဲ့တာကြောင့် Declan Rice ရဲ့အဝါကလည်းပြန်ပြီးတော့ပိတ်ဖြတ်ခံခဲ့ရတယ်ဆိုတော့အဲ့မှာဒုတိယပိုင်းစားတဲ့အချိန်မှာတော့စာကာကလှလှပပပဲအာဆင်နယ်အတွက်သူဂိုးသွင်းနိုင်ခဲ့တယ်ပေါ့နော်ဥဆောင်ဂိုးသွင်းပေးနိုင်ခဲ့တယ်ဒါပေမဲ့2မိနစ်အကြာဒီမိနစ်ပိုင်းစက္ကန့်ပိုင်းအကြာမှာပဲကျွန်တော်တို့စာလီဘာရဲ့ရောင်းတာပေါ့နော်ပြောရမှာဆိုရင်ဘလိုပဲနဲ့သွားပြီးရောင်းလိုက်တဲ့အနေထားမှာတော့ Vinicius ကလွတ်ချွတ်ချေပါကိုပြန်ရခဲ့တယ်ဒါပေမဲ့လည်းနောက်ဆုံးပွဲပြီးကန်ဒီအချိန်မှာတော့ကျွန်တော်တို့ Martinelli ကောင်းတာလုံးဝလွတ်ချွတ်ဖြစ်သွားခဲ့ပြီးတော့လွတ်ချွတ်ပဲ Arsenal အတွက်အနိုင်ကိုသွင်းပေးခဲ့တယ်ဆိုတော့ Arsenal အနေနဲ့ Real Madrid ကိုနှစ်ကြော်ပေါင်း5ဂိုးတကူနဲ့နိုင်ပြီးတော့ Champions League semi final အဆင့်ကိုထိုက်တက်ရောက်နိုင်ခဲ့တယ်။ Inter Milan နဲ့ Bayern Munich ပွဲမှာဆိုလို့ရှိရင် Inter Milan က2-2တည်ကစားပြီးတော့ Bayern Munich ကိုနောက်ကောက်ချနိုင်ခဲ့တယ်ပေါ့နော်ပထမကြော့ပိုင်းကွင်းမှာ Inter တို့ 2-1 နဲ့နိုင်တဲ့အခုဒုတိယကြော့အိမ်ကွင်းမှာ Inter တို့ 2-2 တည်ကစားနိုင်ခဲ့တယ်ဆိုတော့ဒီပွဲမှာပြောစရာရှိတာကြောင့် Inter Milan ရသွားတဲ့2ဂိုးစလုံးဒီတောင်းကန်မော်တွေကပဲရခဲ့တာဖြစ်တယ်။ Bayern Munich အနေနဲ့လည်းဥဆောင်ကိုအရင်သွင်းနိုင်ခဲ့ပေမဲ့ဒီလိုမျိုးတောင်းကန်မော်ရဲ့2ဂိုးစတိုက်ခွင့်ပြုခဲ့ရတဲ့နောက်သူတို့အတွက်ပို့ပြီးတော့ခက်ခဲသွားခဲ့တယ်ပေါ့နော်။ဒိုင်ယာရဲ့ကောင်းတဲ့ကိုပြန်ရခဲ့ပေမဲ့သူတို့အနေနဲ့နောက်ဆင့်ကိုပြန်ပြီးတော့နောက်ဆင့်ကိုရောက်ဖို့တော့လုံလောက်တဲ့အနေအထားမျိုးမှာမရှိနေခဲ့ဘူးပေါ့နော်။ဆိုတော့နောက်တစ်ဆင့်မှာတော့ကျွန်တော်တို့ဒီ Arsenal နဲ့ PSG ဘာစီလိုနာနဲ့ Inter Milan တို့ထိပ်တိုက်တွေ့မှာဖြစ်တယ်ဆိုတော့ semi final ပွဲကောင်းတွေကလည်းတကယ်ကိုပြည်သက်တွေအတွက်ပျော်ပြမှုရတာအပြည့်တွေပေးဆောင်အောင်မှာတေးကြတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့တော့ဒီလောက်နဲ့ပဲရန်လာကြပါမယ်ဒီနေ့နေ့ည Man U ရဲ့ Europa League quarter final ဒုတိယကြော့ပွဲရှိတယ်အဲ့ဒီပွဲပြီး30ချက်နေလို့မနေ့ပြန်ကျွန်တော်ပြန်လာခဲ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်